တရသီးတုပ်လေးစားပါအောင်နေတွေကပူရေတွေကတောက်အချင်းဆက်တွေပဲစားခြင်းမမရေညီမလေးရလေကိုယ်တည်းလေတရက်ခကြီးညီမလေးတို့မနဲ့ပို့လိုက်ရင်ညနေရောက်တယ်အခုညာကားနဲ့ပို့လိုက်မနဲ့ရောက်တယ်တရက်ခကြီးရောက်တဲ့နေမြို့နယ်လေးတို့ပဲကိုယ်စလဲပေးတာပါလက်ရှိမှာတော့ညီမလေးကကုံချမ်းပေါ့နော်ကုံချမ်းမနဲ့မနိုင်တဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲကိုယ်စလဲလေးတွေခဏနားထားတယ်ကိုယ်စလဲတွေနောက်မှဝင်ကျင်တဲ့သူတွေအများကြီးပဲညီမလေးကစင်းနေပေးထားပါတယ်ဒါပေမဲ့ညီမလေးတို့မပေးနိုင်တာအားလည်းနာပါတယ်ကုံချမ်းမရောက်လို့ပါညီမတို့မှဒီစိတ်သားဒီအော်ရာကတက်ပြီဆိုရင်စိတ်ချောင်းဆက်စိတ်မွားစိတ်သားကြောစိတ်သားဖုံငရမ်းကြောက်ဖုံဒါကြီးတွေအဓိကတက်တာဟုတ်တော့ကုံချမ်းမနိုင်တဲ့အတွက်ကြောင့်ကိုယ်စလဲလေးတွေလည်းညီမတို့ခဏလေးနားထားတာဖြစ်ပါတယ်စားမယ်နော်ခဏလေးပြောရင်လူလည်းမြတ်တွင်းမြောက်ကမြောက်ခေါင်းလူဖြစ်နေချိုးရထားတယ်ဖက်ကလေးကန်နေပြီးတော့မမရေပြေပါဦးကိုယ်စလဲညီမတို့တော့မပေးဘူးပေါ့နော်ငါစင်ကပူနော်အဲ့မှာနော်မကောင်းမဟုတ်လေ မလေးကအမကကြတော့သူကကိုယ်စလဲယူလာတော့မဟုတ်ဘူးညီမတော့မသိဘူးသူကသူဒီရပဲမှားနေတာပြီးတော့မပြန်ရောက်နေဆိုတော့ညီမကတီးရတော့အော်အဲ့လိုပြန်ရောက်တာအမျိုးသားမိမရဲ့သူကပြန်ရောက်တာကိုယ်စလဲလေးလုတ်ပြလိုက်ပါလားအော်ဟုတ်လားဆိုအဲ့ဆိုလေရင်ကားတွေပါတွေကန်တာအောင်ညီမတို့ကကိုယ်စလဲလေးနဲ့လုတ်ပြလိုက်တာဒါပေမဲ့ကိုယ်စလဲနဲ့ညီမတို့ရဲ့ယူထားတဲ့ခံယူချက်စီးရင်စီးကန်းနဲ့ညီမနဲ့သူကြမှာဘာမှမရှိဘူးညီမအဲ့လိုတာဝန်မခံဘူးပေါ့နော်တာဝန်မခံဘူးတာဝန်မယူဘူးဘာကြောင့်လဲဆိုတော့ညီမကပြောသလိုပေါ့ညီမကတရက်ခရီးလေးတွေပဲအာမခံတာဒီပတွေတို့ရက်ကြတဲ့နေရာတွေတို့ညီမအာမမခံဘူးအပြိုအဲ့လိုမျိုးလေးရှိတယ်ညီမရှိရပစ္စည်းလေးဆိုရင်ညီမ9ရက်ထိပဲအာမခံတာအဲ့လိုမျိုး9ရက်ထိပဲအာမခံတယ်ဒါပေမဲ့ညီမဟင်းနေအကုန်လုံးဒီစားဖို့သူတိုင်းသိတယ်ဒူဘိုင်းကလည်းမာတယ်ကိုရီးယားကလည်းမာတယ်အခုဟိုအမဂျပန်ကနော်ယူရောင်းတာဂျပန်ကနေယူရောင်းတဲ့သူလည်းရှိတယ်ဂျပန်အမဆိုရင်တအားအော်ဒါတက်တယ်ယူရောင်းတာညီမနောက်ညီမသူ့အကောက်လေးတွေပြန်ကြော်ညာပေးမယ်အဲ့ဒီသူတို့ကြမှာညီမကိုယ်တလဲသေးပေးမထားဘူးအဲ့အမဆိုရင်တော့လေကိုယ်တလဲသေးလည်းပေးမထားဘူးအမခံမှုလည်းဘာမှမထားဘူးသူတို့ကသူတို့အစင်ပြေသလိုယူရောင်းကြတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်လို့မမတို့ထိုင်းကနေရောင်းကျင်နေဆိုရင်ရတယ်ယူရောင်းနောက်ဆုံးညီမလုတ်ပေးနိုင်တာကိုယ်တလဲသေးတော့ညီမပေးနိုင်တယ်ဒါပေမဲ့ပစ္စည်းကိုတော့ဖြစ်လာသမျှအဲရာတွေဖြစ်လာသမျှဥစ္စာတွေညီမတို့ကအာမမခံဘူးအဲ့လိုမျိုးလေးတွေရှိတယ်မမနော်အဲ့လိုမျိုးလေးတွေရှိတယ်ပြီးတော့ပစ္စည်းဥမာစိတ်ချောင်းဆက်တို့ဘာလို့ဆိုရင်ညီမတို့ကမျှဝေပြီးတော့ပေးရတာဖြစ်တယ်ပစ္စည်းကအရန်လဲကောင်းတယ်ပစ္စည်းရတာလည်းနည်းတယ်အဲ့လိုမျိုးလေးတွေရှိတယ်ညီမတို့ဒီကိုယ်စလဲတွေမှာနဲ့ညီမတို့မှာအဲ့လိုလေးတွေရှိတယ်ပေါ့နော်ပေးရတာမနိုင်တဲ့အတွက်ကြောင့်နော်မအဲ့လိုမျိုးရှိပါတယ်ဟိုအလုပ်လက်တွဲလုပ်ချင်တဲ့သူတွေကညီမကအကုန်လုံးလက်တွဲလုပ်ချင်ပါတယ်ဒါမှညီမဘက်ကဖြစ်နိုင်ရင်မဖြစ်နိုင်ရလေးကိုပြပြတာနော်မနော်